everyone ဒီနေ့ကတော့လန်ဒန်မှာပွင့်နေတဲ့ cherry stay သွားကြည့်ဖို့ရထားပေါ်မှာရောက်နေပါပြီရှင်အခုဆိုရင် cherry season ပေါ့နော် cherry ပန်းတွေအများကြီးပွင့်နေပါပြီဒီ UK တဝိုင်းမှာပေါ့နော်အဲ့တော့ဒီနေ့အတွက်ကတော့ cherry ပန်းရှိဖို့အတွက်ဒီလန်ဒန်က park ကိုရောက်နေပါပြီရှင်ဒါကတော့မြန်မာပြည်အတွက်ဒီ UK က support လုပ်ပေးထားတာပေါ့နော်မြန်မာပြည်အကွိတ်အတွက်ပါ yes အခုဆိုရင်တော့လမ်းပေါ်မှာပါ okay let's go to အခုဆိုရင်တော့ Battersea Park ပေါ့နော် London ကဒီ Battersea Park တွေကိုစပြီးတော့ရောက်ရှိလို့လာပါပြီ yes မင်းလေးကစိမ့်ဆိုးပြီးတော့အရန်ကိုအေးချမ်းပါတယ်အခုဆိုရင်ဒီပန်းချန်ထဲမှာဆိုရင်လည်းဒီညနေခင်းပေါ့နော်လမ်းလျှောက်တဲ့သူအားကစားလုပ်တဲ့သူတွေအများကြီးပါပဲအခုဆိုရင်တော့ cherry ပင်တွေသွားကြည့်မှာပါသွားမကြည့်ခင်ကြားထဲမှာနေ့လည်စာမစားသေးဘူးဆိုတော့နေ့လည်စာစားလိုက်ပါအောင်မယ်ဟေး cherry တွေသွားကြည့်တော့မယ်ဒါနဲ့စမီချောရလိုက်Okay.ဆိုရင်တော့ဒါနေ့လည်စာမစားသေးလို့ပန်းချန်ထဲမှာဆူရှီနဲ့ခိုလာနဲ့နေ့လည်စာစားမှာဖြစ်ပါတယ် yes cherry ပင်တွေတော့စပြီးတော့တွေ့ပါပြီcherry ပန်းလေးတအားလှပါတယ်တကယ်ကိုလှပါတယ်အဲ့ဆက်ကြည့်အောင်နော် cherry ပန်းလေးတွေရှိမှရှိအောင်မထင်နဲ့ yes cherry ပင်တွေကိုစပြီးတော့တွေ့ပါပြီ wow cherry span လေးတွေတော်တော်လှပါတယ်လမ်းတစ်လျှောက်ဒီ Battersea ထဲမှာ cherry တွေအများကြီးပွင့်နေပါပြီ cherry ပန်းလေးတွေကြည့်ရှုလိုက်ကြရအောင်နော်Okay cherry တွေတွေ့ပြီဆိုတော့တပုံရိုက်ဖို့အတွက်စပြီးတော့အလားပြင်ပါပြီမြင့်မှန်ထုတ်ပါမယ်မြင့်မှန်တက်ပါမယ် yes pose ပေးပါမယ် eyes 1 2 3 cherry လေးတွေတားလာပါတယ်
မင်းသမီးလေးလည်းအားလှပါတယ်လို့ကြင်ညာပေးတာပါโอเคစကြည့်လိုက်အောင်နော်အဆင် cherry လေးတွေကိုspring time ပေါ့နော် cherry season ဝင်နေစီစဉ်ဖြစ်ပါတယ်